ကျွန်တော်ရဲ့သတိဒီမိတ်ဆွေအားလုံးမင်္ဂလာခင်ဗျာကျွန်တော်ဒီ9ချိန်တွတ်ပေါ့နော်ပြန်ကြကနန်းလေးပေါ့ကျွန်တော်မိတ်ဆွေများအနေနဲ့ကြိုက်ရင်အသုံးပြုလို့ရအောင်ပြန်ကြကနန်းလေးပြပေးမှာပေါ့နော်ပြန်ကြကနန်းတွေနှစ်ဦးကကနန်းပေါ့နော်ခုံကိုတဲ့ဆိုတဲ့ကနန်းလေးကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်နော်ကျွန်တော်မိတ်ဆွေများကြိုက်နေတဲ့မှာအသုံးပြုပါပေါ့နော်ကြိုက်နေတဲ့အသုံးပြုပါမကြိုက်နေတဲ့လည်းဒါအသုံးမပြုကြနဲ့ပေါ့နော်ကျွန်တော်ကြည့်ကြအောင်ခင်ဗျာကျွန်တော်ဘယ်ကနေလဲဆိုဒီနှစ်ချင်းဆိုင်ကလေးရတယ်အရင်ပြောပြမယ်နော်။ဒါနှစ်ချင်းဆိုင်မှာတဲ့ဒီလိုပေါ့နော်ဒီကားငယ်ပုံစံပေါ့နော်ဒီလိုပေါ့ဒီလိုကိုဖြစ်တဲ့တပင်နှစ်ပင်ကြော်လိုက်ပေါ့နော်ဒီလိုကိုပြီးတော့ဒီလိုရှစ်လိုလာတယ်နော်တပင်နှစ်ပင်ကြော်လိုက်ရှစ်ပြီးတော့ဒီလိုကားငယ်ပုံစံပေါ့နော်ခဏသုံးလုံးပေါ့ညင်ရှစ်ပြီးတော့ခွန်လာတယ်ပေါ့နော်အဲဆိုတော့တပင်နှစ်ပင်ကြော်လိုက်ဆိုတော့ဒီနှစ်3ည9နဲ့ရောရမှာပေါ့နော်နှစ်3ည9နဲ့ဆိုတော့ဒီ3ညခရဲ့ဒီခွန်ထိတ်ရဲ့ကိုပိတ်ရဲ့ပေါင်းညာဆိုတော့ဒီမှာ6ဖြစ်သွားတာပေါ့နော်9 8ခွန်6ပေါ့နော်အလို့တဲ့သူကဒီ3ညရဲ့နော်ခရဲ့ထိတ်ရဲ့အပိတ်ရဲ့ပေါင်းခြင်း9လို့ဖြစ်ထားတယ်တဲ့သူကဒီခရဲ့အလဲတိုင်းရဲ့နောက်ပိတ်ရဲ့ပေါ့နော်ဒီ3ည3 6အလို့ကတော့9လို့ဖြစ်ရပါမယ်နော်တပင်းနှစ်ပင်းကြတော့ဒီခရဲ့ထိတ်ရဲ့နောက်ပိတ်ရဲ့9 8လို့ဖြစ်ရင်လည်းသူဒီခရဲ့နောက်ပိတ်ရဲ့ကလည်းသူ8လို့ဖြစ်ရမယ်နော်တပင်းနှစ်ပင်းကြတော့ဒီခရဲ့ထိတ်ရဲ့နောက်ပိတ်ရဲ့ခွန်ကိုတဲ့သူကဒီခရဲ့နောက်ပိတ်ရဲ့လို့ခွန်လို့ပေါ့နော်ဖြစ်တယ်ပေါ့နော်တပင်းနှစ်ပင်းကြောပြီးတော့ကျွန်တော်ဒီမှာဒီက3ညခရဲ့ထိတ်စီရဲ့နောက်ပိတ်ရဲ့ကျွန်တော်6ကိုတဲ့သူခရဲ့နော်ခရဲ့နောက်ပိတ်ရဲ့6လို့ဖြစ်တယ်ပေါ့နော်အဲ့လိုဆိုကျွန်တော်ဒီမှာတပင်းနှစ်ပင်းကြောလိုက်တဲ့ခါကျတော့ကျွန်တော်ဒီမှာဘာလို့ဖြစ်အောင်လဲဆိုတော့ကျွန်တော်ဒီမှာဒီခွ6ဖြစ်အောင်ပါပေါ့နော်ကျွန်တော်ဒီမှာက6ရပြီးတော့ဆိုဒီ9ဖြစ်ရမှာဟုတ်ဗျဒီ3လုံးပေါင်းခြင်းနော်ဒီခရဲ့ဒီထိတ်ရဲ့ဒီနောက်ပိတ်ရဲ့3လုံးပေါင်းခြင်းကျွန်တော်9ဖြစ်ရမှာ9ဖြစ်ရမှာဆိုတော့ကျွန်တော်ဒီမှာ9ရတဲ့အတွက်ကြောင့်ခွ6ပေါ့နော်ခွ6ဆိုတဲ့ခါကျကျွန်တော်တို့ဒီမှာခွ6လို့ဖြစ်ရင်တော့ဒီလိုကလည်းပဲခွ6လို့ဖြစ်ရမယ်ဆိုတော့ကျွန်တော်ကဒီမှာခွန်ထိတ်ကလေးကိုကျွန်တော်တို့ယူလိုက်မယ်ပေါ့နော်ခွန်ထိတ်ယူတာကကျွန်တော်တို့ဒီလိုပေါ့ခွန်ထိတ်ယူပုံကကျွန်တော်ဘယ်လိုယူမလဲဆိုရင်သူကဒီ3ထိတ်ရဲ့တပင်ကြားက8ထိတ်ရဲ့တပင်ကြားက6ထိတ်ရဲ့ဒီ3 8 6ပေါင်းရင်ကျွန်တော်တို့ခွန်လို့ယူတယ်ပေါ့နော်ဒါကဒီ6ထိတ်ကလည်းစယူလိုက်ပေါ့နော်ဒီ6ရဲ့တပင်ကြားက9ရဲ့တပင်ကြားက2ရဲ့ဒီအဲ့3လုံးပေါင်းရင်လည်းပဲကျွန်တော်ခွန်ပေါ့နော်ဒါကဒီ2ထိတ်ရဲ့တပင်ကြားကဒီ8ထိတ်ရဲ့ကျွန်တော်ဒီတပင်ကြားကဒီခွန်ထိတ်ရဲ့ပေါင်းကျင်တော့လည်းကျွန်တော်တို့ခွန်လို့ပဲရပါတော့ခွန်ဖြစ်ချင်းမှာမူသိနေပါနော်အဲဆိုကျွန်တော်ဒီခွန်ထိတ်ရဲ့ကျွန်တော်တို့ဒီ3ထိတ်ရဲ့ဆိုတော့ကျွန်တော်10ဖြစ်နေပါနော်ဒီမှာခွန်ဖြစ်အောင်ဆိုကျွန်တော်တို့ခွန်ထိတ်မှာပဲရထည့်မှာရတာပေါ့နော်အဲဆိုတော့ကျွန်တော်ခွန်ထိတ်ယူရတယ်ခွန်ထိတ်ယူတဲ့ခါကျတော့ကျွန်တော်တို့ခွာ6ဖြစ်အောင်ပေါ့နော်ခွာ6ဖြစ်အောင်ကျွန်တော်တို့6ထည့်ပေါ့နော်6ထည့်ရကျွန်တော်တို့ခွန်ထိတ်ကျွန်တော်တို့6ပဲရသွားပါနော်ခွန်ထိတ်6ပဲဆိုရင်ကျွန်တော်ခွန်9ဆိုရင်ကျွန်တော်တို့ဒါ6ဖြစ်သွားမှာပေါ့နော်အောင်9ဖြစ်သွားပါပေါ့နော်ကျွန်တော်ဒီပုံမှာ6ဖြစ်သွားပြီကျွန်တော်ဒီ3လုံးပေါင်းကြ9ဖြစ်ရမှာပေါ့ဗျာနော်9ခွန်9ဆိုရင်ကျွန်တော်9ဖြစ်သွားပြီအဲဆိုကျွန်တော်တို့ဒီမှာခွန်9ဆိုတဲ့ခဏကိုကျွန်တော်တို့ဒီယူလိုက်တယ်ပေါ့နော်ယူလိုက်တယ်ဆိုတာကျွန်တော်ဒီလိုပေါ့နော်ဒီလို9ခွန်9ကျွန်တော်အလုံး9ကိုကျွန်တော်ဒီ9ဒီနော်ခါရဲ့ဒီခါကလည်းကျွန်တော်တို့ကဒီ9ဖြစ်ရမှာပေါ့ဗျာနော်အဲဆိုတော့9ခွန်9ဒီလိုကလည်း9ဆိုတော့ကျွန်တော်ခွန်9ဒါဒက်ပေါ့နော်ပြန်ကြကနေအဲ့ဒါကိုကျွန်တော်တို့ကလနာ cycle နဲ့တစ်ဆိုင်သွားကြည့်အောင်ပေါ့နော်ကလနာ cycle မှာကျွန်တော်ဒီမှာ83ခွန်လို့ကျွန်တော်တို့ရိုက်လိုက်တယ်ပေါ့နော်83ခွန်လို့ရိုက်တယ်သူ့ပေါ်ဆောင်ကကျွန်တော်ခွန်68ဆိုတဲ့ကဏ္ဍဒီသူ့တပင်ကြားကပြန်ကြတာပေါ့နော်68ခွန်ဆိုတဲ့ကဏ္ဍတပင်ကြားကိုပြန်ကြရတယ်ပေါ့နော်အဲ့လိုပြန်ကြနေတယ်သူ့ဆောင်မှာကြတာ93ခွန်ဒီဘယ်ရလဲဆိုရင်တပင်3ပင်4ပင်5ပင်ပေါ့နော်ဒီ6ခွန်8အပေါ်ဆောင်က93ခွန်ဒီ6ခွန်8ဆောင်ကိုသူကပြန်ကြပေးတာပေါ့နော်ဒါတွေကတော့ cycle ရလာတယ်ပေါ့နော်3ခွန်8ရဲ့ဒီက6ခွန်ကြပြီသူ့ဆောင်ကြကန်သူ့ဘောကနပြန်ကြပါနော်အဲ့လိုပဲကျွန်တော်ဒီမှာ8ခွန်3ထွက်ပြီးပေါ့နော်ထွက်ပြီးတော့သူ့ဘောကနဒီ
633သူ့ဒီပင်ကြကနသူပြန်ကြတာပေါ့နော်633ပြန်ကြတယ်ဒါဆိုရင်သူ့ဘေးမှာထွက်မဲ့ကနဒီဗျာကနလို့ဆိုရင်1 2 3 4 5ဘင်းရပေါ့နော်ဒီ633ရဲ့အပေါ်ဆုံးကခွန်ခွန်9ဆိုကနကျွန်တော်ဒီခွန်ခွန်9နော်ဒါကလည်းနောက်တစ်ဆိုင်ပေါ့နော်နောက်တစ်ဆိုင်ကကျွန်တော်တို့ဒီမှာ4ခွန်ခွန်ပေါ့နော်4ခွန်ခွန်ထွက်တယ်1 2 3 4 5မှာကိုခွန်ပေါ့နော်ကိုခွန်လို့ဖြစ်တယ်သူနောက်နှစ်မှာတဲ့သူကနောက်နှစ်မှာတစ်ချိန်2ချိန်3ချိန်ပေါ့နော်နောက်နှစ်ဒီအဲ့ဘေးကနေရေးလိုက်တော့3ချိန်မြောက်မှာသူကဒီ3 9 4ကိုသူက4 9 3ဆိုပြီးသူကပြန်ဖြေးလိုက်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာခွန်4ပေါ့နော်ခွန်4 1 2 3 4 5မှာခွန်9ခွန်လို့ခုနဖြစ်တယ်ဖြစ်တယ်ဆိုသူက1 2 3ချိန်မှာကျွန်တော်ဒီမှာခွန်9ပေါ့နော်ကျွန်တော်ဒီမှာခွန်9ရတာကိုခွန်9ခွန်ကိုကျွန်တော်ဒီမှာခွန်9ဆိုပြီးကျွန်တော်ဒါပြန်ဖြေးမယ်ပေါ့နော်ပြန်ဖြေးမယ်ဆိုရင်ဒါလေးကခွန်9ပြန်ကြဒဲဆိုင်လေးပါခင်ဗျာနော်ကျန်တဲ့တင်ကျွန်တော်မရှိမှအသုံးပြုလို့ရအောင်ကျွန်တော်တင်ပြလိုက်ခြင်းဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်နော်အားလုံးကျွန်တော်မိတ်ဆွေတွေ၅ချိန်မှာချက်ထူနော်ချက်တွေပေါက်ကြပါစေနော်